tu kan pa nangam lang dai in kan dorna lung pina si tung karta ko zarot in zot fa ton chan zong ma dang chanin ten lau gil do bonao shi dai ton keng tu world am de hal in kan swa nak nga lâu tin ni bon fan ai le kan ai đi cham bao swa nak nga lâu kan ti he tuan zai re do ka pa kan ta mit nu pa tian na dot na im na rai from fa big as
We did issue on the Luava Padawan Citizen of Rosin Summit, the moment of the Utana Grossi, Nera, Jonsi Akogi, Grossi Molatisa Sido, Lago, Grossi, Nera, Jesu, and Jesus Fatado, Lago, Pisano here. The Ituzibu, Nera Sido Isla, and Nana, Benana, Job. Grossi, the Subido chapter of the National American City National Gate, Susan of the Great Barrier, to get the music nursing of the John Sabbath. Amen. Lord, make us turn to you. Let us see your face and we shall be saved. Lord, let us see your face and we shall be saved. O Shepherd of Israel, hear us. Shine forth from your cherubim throne. O Lord, rouse up your might. O Lord, come to our help. Lord, make us turn to you. Let us see your face and we shall be saved. God of hosts, stand again, we implore. Look down from heaven and see. Visit this void and protect it. The void your right hand has planted. Lord, make us turn to you. Let us see your face and we shall be saved. May your hand be on the man you have chosen, the man you have given your strength, and we shall never forsake your gaze. Give us life that we may call upon your name. Lord, make us turn to you. Let us see your face and we shall be saved. Neta nina,
ဒေတာရင်းပြားကိုထုတ်ပြီးဇယရှင်အားပေးရဒီတကူပြည့်စုံပြီးပါကိုယ်မြတ်ကိုကျွန်တော်ပြောင်းလာတော့ကဆက်ပါပြီးလို့ဆိုရင်သင်ဒီဘယ်တော့ဖြစ်တဲ့ထိုသူတော့ရောက်လို့အဘယ်သူဒီစကားနဲ့ရောက်တော့တဲ့ဆက်ဆံတော့ဖြစ်တဲ့ကိုင်းပြီးလျှောက်လို့ကျမ်းစာကလူနာကိုမနာလို့သူဒီဆက်ဆံတော့ဖြစ်ပါပြီးကိုလျှောက်တယ်ယေရှုကသင်ဒီလေသွားယူထိုနည်းတူပြီးတော့သူ့အားပေးတယ်ဒီကမဆုခင်ညတာပိုင်ကြရတော့ခရစ်တော်ရဲ့ဝါချူတော်တာရှိပါစေဒီနေ့ကျွန်တော်အားလုံးကြည့်ကြတဲ့လည်းဒီကျေရှိတာရဲ့ဝိညာဉ်ပွဲပါပြီးတော့သူနဲ့သူဖျားကိုချီးမွမ်းကြဖျားကိုကျေးဇူးတင်ကြတရားတော်ကျေးဇူးဆက်အဲ့တော့ဒီကနေ့ကျွန်တော်ရွေးချယ်ထားတဲ့ကျမ်းပိုက်ကတော့တကယ်တော့ဒီနေ့ဖတ်တဲ့ကျမ်းကြောင်းပေါ့တို့လည်းပဲဒီကနေ့မရှိကြတဲ့ဘာသာဝင်သားသမီးတွေနဲ့မိတ်ဆွေဘာသာဝင်အားလုံးကိုတရားအမြဲပနာကျင့်တာဖြစ်ကြောင်းပတ်သက်တယ်ကျွန်တော်ဝိညာဉ်ချောင်းကျမ်းပိုက်ကိုရွေးချယ်အဲ့တော့ကျမ်းချေတဲ့မှာကျွန်တော်ဘာတွေ့ရလဲဆိုတော့ကျမ်းတက်ဆရာကြီးတယောက်ကနော်အမှန်တန်ကျမ်းကြည့်ပါနော်သူတက်ကြွတဲ့တည်းကျမ်းတက်ပညာနဲ့ပတ်သက်ပြီးတော့အခင်းအကျင်းကိုမေးတယ်ဘာလို့ဆိုတော့သူကထောင်ရဲ့အသက်ကိုပန်းဆိုင်လို့တဲ့အတွက်ကြောင့်နော် eternal life အဲ့ဒီထောင်ရဲ့အသက်ကိုပန်းဆိုင်ခြင်းတဲ့အတွက်ကြောင့်သခင်ယေရှုစီကိုလာပြီးတော့ဆရာတော်ဘုရားထာဝရအသက်ကိုပန်းဆိုင်ရရှိဖို့ကျွန်တော်ဘာလုပ်ရမလဲဒီအဲ့ဒီအလုပ်ပါတွေ့ရတယ်ကျမ်းတက်ဆရာကြီးရဲ့နော်ဆန္ဒလူချင်းဆန္ဒလူချင်းနဲ့ဆန္ဒအစားရဒီဆန္ဒအရေးကြီးဆန္ဒရှိလို့ရှိရင်ဘာမှမရဆန္ဒရှိလို့ရှိရင်ဒီလမ်းရှိတယ်ဒါကြောင့်မို့ဒီကိစ္စကပြောတယ် if there is no way there is no way ဆန္ဒရှိလူရင်းချမ်းသာနေရရဘာသာလို့ရှိအဲ့တော့ဆန္ဒကတိတ်ရေးကြီးပါတခုခုလိုချင်ဆိုလို့ရှိရင်ဘယ်လိုဆန္ဒအရင်ရှိရလိုချင်တဲ့ဆန္ဒမရှိရင်ဘာမှမရဘူးအဲ့တော့ဒီစံတဆရာကြီးကထောင်ရအသက်ကိုလိုချင်တဲ့ဆန္ဒရှိလိုချင်တဲ့ဆန္ဒရှိတဲ့အတွက်ကြောင့်ဆရာတော်ဘုရားသခင်စီစီကိုလာပြီးတော့ကျွန်တော်ဗာလက်ရတယ်ထာဝရအသက်ကိုပန်းဆိုင်ရရှိဖို့ကျွန်တော်ဘယ်လိုကြိုးစားရသခင်စီပါလည်းစံတကမှာပြောထားတယ်လူတဲ့ကိုတန်းသူတာမယာကိုပြင်မှာသူ့စာတော်ကိုရဲ့နော်ဒီဘာလို့ယူနေဆိုပြုလို့ပညာတော်စေပါနဲ့ပတ်သက်ခင်စုလို့ရှင်းပြတယ်ဒါနဲ့ကျမ်းစာဆရာတွေကဆရာတော်ဘုရားဒီယာရီအတူငယ်ငယ်လေးကစောင့်ရှောက်လာခဲ့တဲ့ပညာတော်တွေကျွန်တော်အားလုံးသိပြီးနားလည်ပြီကျမ်းစာဆရာကြီးရဲ့နော်ဘယ်လိုပြောလဲဒီဖျားနော်ဘာသာဖျားကန်ဆိုင်မှုတွေကျွန်တော်တွေ့ရတယ်ကျမ်းစာဆရာကြီးကဒီထာဝရတက်တာကိုရရှိပါဆိုင်တဲ့ဆန္ဒရှိုံနေတာသူကိုယ်တိုင်လည်းဒီပညာတရားကိုပညာတော်တွေကိုလိုက်ကြည့်ပြီးတော့ဘာသာဝင်ကောင်းတယောက်ဘုရားရဲ့သားကောင်းတယောက်ဒီသူချမ်းကျင့်ကြံနေကြတော့တွေ့ရတယ်ဒါပေမဲ့သခင်ပြတော်ကမင်းမပြုလို့သေးတယ်မင်းမပြုလို့သေးတယ်အဲ့ရပါလဲဆိုတော့မင်းမရှိတဲ့ပစ္စည်းဥစ္စာအားလုံးရောင်းချတယ်ရှင်ရတဲ့ဒီလို့ရှိငါနောက်လိုက်ထာဝရတဲ့အဲ့တော့ကျမ်းတတ်ဆရာကြီးကဘာလို့လဲဘာလို့ဆိုတော့ကျမ်းတတ်ဆရာကြီးကချမ်းသာပြေပါလို့ဒီဥစ္စာပစ္စည်းကိုဆွမ်းတယ်အဲ့ဒီလူကြီးကနော်ပစ္စည်းဥစ္စာကိုမဲ့မောပြတာတဲ့ကြောင့်ဒီပန်းစံရရတယ်ကိုမကြောင်းချနိုင်ဘူးမဆွမ်းနိုင်ဘူးဘယ်လိုလုပ်နိုင်လဲအဲ့တော့ဖ
ခင်ခရစ်တော်ကတော့ဥပမာလေးတစ်ခုနဲ့ခိုင်းလိုက်ပြီးတတ်တတ်ဆရာဒီနာဒီပေါ့ဥပမာရပါလဲဆိုတော့ဒီနေ့ဒုတိယပါခီးသွားကျေးဇူးတင်ရတယ်ကျေးဇူးတင်တယ်လာမတရားလမ်းပေါ်တယ်အာရရှိရတာဆိုတော့ဒီသိချတိုးတော်လည်းဒီလူငယ်တွေကခီးသွားစရာရှိတဲ့အတွက်ခီးသွားတဲ့အခါမှာဓမြတွေနေရှိတဲ့ချင်းကိုခါပြီးသူရဲ့ချင်းကိုခါပြီးသေလူဝတ္တနာမည်မှာဖြစ်လာတယ်ဘယ်သူကပြင်လာတွေ့တယ်ဆိုတော့ရစ်ပြောရဲ့အင်္ဂါလာပြီးရစ်ပြောရဲ့အင်္ဂါမသိကျိုးကြီးဆောင်းသွားပြီးထွက်သွားတခါလေးကူတာပြတ်ပါလည်းပဲဒီလမ်းကိုပဲဖြတ်တော့ဒီလူနာကိုတွေ့တယ်တုံးလုံးပဲတဲ့ဝီရေတန်ရည်နဲ့တွေ့တာဘာမှမသိချင်ဆောင်လို့ပြီးတော့ရှောက်သွားတယ်တိုးတော်လည်းဒီစမာရိကန်လူငယ်လေးပြပါဒီလမ်းကိုလာပြီးတော့ဒီလူနာကိုတွေ့တဲ့အခါတနာချင်းစိတ်ဝင်သွားတယ်တနာချင်းစိတ်ဝင်သွားတော့သူ့မှာပါလာတဲ့စီးတဲ့စတိကိုထောက်ယူပြီးတော့အနာမကိုကောင်းတဲ့စီးကြတဲ့သူ့မြေပေါ်ကျင်တဲ့တခါတဲကုကံကြီးကိုဆောင်ပါတော့တဲကုကံတိုင်းဆိုတဲ့ဒီလူနာကိုကြည့်ပြပါကျွန်တော်ခီးစွာတာရှိပြာမှာတော့ကုန်ကြတယ်လုံးပြီးပါမယ်ဆိုတော့တဲကုကံတိုင်းကိုအားရတယ်အဲ့ဒီလူ၃ယောက်မှာသူနဲ့နိစ္စသူကြောင့်ဒီလေဆိုတော့တန်တဆရာကိုနေတဲ့ကမှာဒီလူနာကိုပနာတဲ့ဒီလူနာနဲ့နိစ္စသူတော့ပဲဆိုဒီနေရာမှာသူတို့ပါပြရတယ်ခင်စီပါနောက်ဆုံးမှတ်ချက်တော်ရည်သူနည်းကြည့်ကြတော့တော်ရည်သူနည်းကြည့်ကြတော့ပစကာကြည့်ပါနော်ကျွန်တော်တို့ကြားမလို့ပဲတက်တက်ကြားမလို့ပဲကြည့်ကြည့်အဲ့ဒီတက်တဲ့ကြမ်းကြည့်တဲ့ကြမ်းတွေပေါ်မှာကျွန်တော်တို့ဘာမှအကောင့်ထဲမှာပေါ်နိုင်ဘူးဆိုလို့ Go and do the same ဆိုတဲ့ခင်စီရဲ့မိမချက်ကိုကျွန်တော်တို့ဖြစ်ဆွဲလို့အဲ့တော့တော်ရည်သူနည်းကြည့်ကြတော့ဆိုတဲ့ခင်စီရဲ့မိမချက်ကိုကျွန်တော်တို့အကောင့်ထဲပေါ်နိုင်ဖို့ပြည့်စုံစေနိုင်ဖို့တွေကကျွန်တော်တို့လက်တွေ့ပေါ်ပြောရမယ်အလုံးလုံးရတယ်ခဏချင်းလာကိုပြရရတယ်ကြမ်းတိုက်ကိုကကြမ်းချေကိုနေဒီကြမ်းပေါ်မှာသင်ကြားပြီးတဲ့တုံးနေတဲ့ကြမ်းချေကိုတိုင်းနာပြီးတော့အကောင့်ထဲပေါ်နေထိုင်ခြင်းကြောင့်ဘာမှမကျွန်တော်တို့ကဒီကြမ်းစာကိုကျွန်တော်သိဒီကြမ်းစာကိုရေးတဲ့ပုဂ္ဂိုလ်ကိုကျွန်တော်သိရောဒီပြောကြတယ်ဘုရားရဲ့အကြောင်းကိုသိကြတယ်ဘုရားကိုသိကြတယ်you know about God and you know God is completely different အမှန်တန်ကွာခြားတာဘုရားကိုကြောင်းကိုသိခဲ့ဆိုတာကကျွန်တော်စာပေကျမ်းကနေသိတာချလို့ရှိရင်တော့ကျွန်တော်တို့ဘုရားကြောင့်ကျွန်တော်သိရတယ်ခင်ဗျတော်ကြောင့်ကျွန်တော်သိရတယ်သို့တော်လည်းဘုရားကိုသိဖို့တခင်ဗျတော်ကိုသိဖို့လေတခင်ဗျတော်ကိုချစ်မှပဲဘုရားအဲ့တော့ဘုရားကိုမချစ်ဘူးဆိုရင်ဘုရားကိုသိဖို့ဆိုတဲ့တော့ဒါကြောင့်ဒီကနေ့ဘုရားကိုချစ်နိုင်ဖို့အတွက်ကျွန်တော်တို့နိစ္စတော်သူကိုချစ်နိုင်မှသာကျွန်တော်တို့ဘုရားကိုချစ်ရတော့ခင်ဗျရဲ့ဥပမာကလည်းရှင်းနေကိုနဲ့နိစ္စတော်သူကိုရင်းရချစ်တော့ Love your neighbor as yourself ကိုနဲ့ညရှိတာတော့ခင်ဗျရဲ့စကားလည်းပဲသွားရင်သူလူကြည့်ကြတော့သမာဓိကပြတ်တဲ့တနာကျင်နာမှုအတိုင်းကျွန်တော်ခင်ဗျကသွားပြီးတော့တက်ခိုင်းတာသွားပြီးတော့ကျင့်ခိုင်းတာသွားပြီးတော့နေထိုင်ခိုင်းတာလက်ခံခိုင်းတာဒီလာရင်ဒီသင်ကြားရင်ဒီတိတရရင်ဒီကြားချင်ရင်ဒီ
ကျင့်ကြံနေထိုင်နိုင်မှသာသခင်ယေရှုရဲ့စကားကိုဖြစ်စေရတော့ဒါကြောင့်ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာကလူသားတွေမှာကြီးမားပါလူတွေအပြစ်သားရောက်ရှိတာတော့ကိုရောက်ရှိသွားတဲ့အခါမှာတကယ်တပါးဒီကောသားကိုစီလို့ပြီးတော့လူတွေကိုကြည့်ချွတ်ခိုင်းတယ်ဒါဘုရားရဲ့ကြီးမားသောမြတ်တာတရားဒါတော့ခင်ယေရှုကလည်းလူတွေကိုဘယ်တော့ချစ်တယ်ဆိုတော့လူတော်ကတည်းကပေါင်းမြင်လာတယ်နေနေချာချာတဲ့မာစကိုတွေမှာပေါင်းမြင်လာတယ်သက်ရှိချင်းရှားခြင်းချိန်ခါမှာလည်းမျိုးမျိုးဒုက္ခဖြစ်ခဲ့တယ်ခံရတယ်ညီမနေစချင်းခါတယ်နောက်ဆုံးကျွန်တော်တို့နော်အိမ်နဲ့ရသိရှိရရှိတဲ့မမွေးသွားပဲနော်ကောင်းကောင်းမွန်နဲ့နော်ဂုဏ်ကြီးရှိရှိနဲ့သိခဲ့ရတော့တကယ် criminal တယောက်ရာဇဝတ်သားတယောက်ကိုဒါနဲ့ဖြစ်တဲ့ရှင်ကဒါကိုကျွန်တော်တို့ကြည့်ချင်ရတယ်ဘုရားရဲ့ချစ်ချင်းမြတ်တာသားတော်ဘုရားရဲ့ချစ်ချင်းမြတ်တာလူသားတွေပေါ်မှာတော့ဒီမှာလဲဆိုတာကျွန်တော်တို့သိရှိတယ်ပျောက်တော့သားအကြောင်းပျောက်တော့သူအကြောင်းကိုကျွန်တော်ဖတ်ကြည့်မယ်ဆိုရင်လည်းဒီတိုင်းနဲ့ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာတော်ဟာတနာမိတာတော်ဟာအတိုင်းအဆတိုင်းတာရှိအကျဉ်းနဲ့ဒါကြောင့်အားငယ်ကတော့ပဲစုလောက်ပဲမှန်းတိုင်းသူရဲ့ဥစ္စာပစ္စည်းရဲ့ဥစ္စာပစ္စည်းကိုလောက်ပဲဖြုံးအဖေကနောက်တတ်ရတဲ့ကျန်လာတဲ့တတိမှာအဖေကဝမ်းမတ်တာနဲ့ဖက်တဲ့တဲ့နဲ့သူ့ကိုလက်ခံခဲ့တာကိုကြည့်ရတယ်။ဒီကြီးတိုင်ဘုရားသခင်မြတ်တာပြောတော့လည်းအပြစ်သားကြီးတယောက်ပေါ်မှာဘုရားကြည်ပါတယ်။အဲ့တော့ဖြောင်းမတော့သူနောက်တတ်ရစရာတောင်းရှိတယ်ဖြောင်းမတော့သူ99ယောက်နောက်တတ်ရစရာရှိတော့ဒီပြည့်ရှိယောက်မှာဘုရားရဲ့ချစ်ချင်းတော်ဘူကြီးမာတယ်ဒါကြောင့်ဘုရားသခင်ချစ်ချင်းတော်ကနော်99အချိုးတစ်တခါလေတစ်တော်မှပို့လို့တာဘူကြီးမာဘာလဲဆိုတော့သူရဲ့ဥမာစကားတွေမှာတို့တွေကပြောက်သွားလို့ရှိရင်အဲ့ဒီ99ကောင်ကိုသူမနှမြောဘူးနော်ထားခဲ့တယ်ဘာမှထားခဲ့တယ်အဲ့ဒီပြောက်တဲ့ကောင်ကိုဘာလို့ဘာရှာအဲ့ဒီကောင်ကိုပြုလို့ရှိရင်မရဘူးမနဲ့မဆုံးမဘူးမင်းတက်ဆိုးလိုက်တာမင်းကရှော့ပေါ်နေတာသူ့ကိုမဆဲဘူးတခုံးပေါ်ပြန်လာတယ်တရားတော်ကသူ့ရဲ့အနာရီကြတ်ထိုးပြီးတယ်စီးပြီးတယ်စီးထက်ပြီးတယ်ဆေးလေးပြီးကျုပ်စုဆောင်စားတယ်ဒါကိုကျွန်တော်တို့ချစ်ချင်းရတယ်ဖျားခင်ချစ်ချင်းနဲ့တော့ဒီနေ့ဒီချိန်ဒီခါမှာလူသားတွေပေါ်မှာကြီးပါပါအဲဒီမြတ်တာတရားကိုကျွန်တော်တို့ပြောက်ပြနိုင်ဖို့ပဲဒီကနေ့သာသနာ့ကပဲတွားပြီးသူနည်းပြုကြတော့ဆိုတဲ့ခင်စီရဲ့အမိပါစကားရှိတယ်ဒါကြောင့်ဒီကနေ့ဒီ Jubilee Year of Mercy နော်ခင်ခရစ်တော်ရဲ့ချစ်ချင်းနဲ့ကြောင့်ကြီးမားကြောင်းပေါ်ပြတော့အားဖြင့်ဘုရားမြတ်ကြီးကဒီကို Jubilee Year of Mercy ဆိုတော့ကြီးညာထားတာဒါကြောင့်ဒီတနာချင်းကရုဏာကိုကျွန်တော်တို့ခံစားရရှိတယ်ဒီတနာချင်းကရုဏာကိုသူဘာဝိညာဉ်နဲ့ဒီကနေ့တရားစကားရှိတယ်ဒါကြောင့်ဒီတရားခင်သမာရရှိတဲ့ကောင်းခြင်းနဲ့ကျေးဇူးလာရတဲ့ကျွန်တော်တို့ကျေးဇူးဆက်တင်ကြတယ်တရားခင်ကြီးမားသောချစ်ချင်းမေတ္တာတော်ကိုလည်းဒီလိုအားလေးကိုပြန်ပြီးတော့ပြနေတယ်ဝေကနဲ့ပေးဆက်နေတယ်တို့ရတဲ့ခါချင်းတာကိုဒီနေ့ဝင်နေရှင်ဒီကျေးဇူးရှိတော်တဲ့ဆုတောင်းပြရအောင်ဒီတဲ့တာမှာလည်းဘုရားခင်သမာကောင်းခြင်းနဲ့အများကြီးရရှိခံရအောင်ဇာမရှင်စုကြည်ရတယ်နောက်တော့လုံချုံစွာတဲ့ဒီနိုင်ငံမှာတက်တော့တက်တာနဲ့ဒီစစ်စစ်နဲ့ပြင်ဆင်ခွင့်ရတယ်။ဒါသမီးတို့နဲ့ပြုသွားတယ်။လောက်ကလည်းအားလုံးဆင်ပြေတယ်။ဒါရီယာဘုရားကျေးဇူးပဲ။ဒါလည်းဘုရားကျေ
ကြီးမားတဲ့ကျေးဇူးပါဘုရားနဲ့အမြဲတမ်းပေါင်းစပ်နေတဲ့ကျေးဇူးပါတခါလေကျွန်တော်တို့အရှင်ပြေတဲ့ခါမှာဘုရားကိုတို့နေသွားကြတယ်ဖြစ်တာပါသို့တော်လည်းဒီရဲ့ဥစ္စာရတဲ့တာမှာတော့ဘူးအရှင်ပြေတဲ့ဖြစ်စေတဲ့ပြည်ဖြစ်စေအရှင်ပြေတဲ့ခါမှာလည်းဘုရားကိုမမေ့ဘူးဘုရားကိုကျေးဇူးဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာယောဘတို့ပေါ့နော်ယောဘရဲ့အထုပ်ကျွန်တော်တို့ဖတ်ကြည့်မယ်ဆိုရင်ယောဘရဲ့စကားကိုလည်းရှိတယ်ကျွန်တော်တို့သိကြတယ်ပေါ့ The Lord gives and the Lord takes. Blessed in the name of the Lord. ဘုရားသခင်ကပေးတယ်ဘုရားသခင်ပြန်ယူတယ်ဘုရားသခင်ကလည်းကောင်းချီးပေးကြပါအဲ့ဒါပါနော်အဲဒါကြောင့်ဘုရားသခင်ကောင်းချီးကျေးဇူးတော်ကိုကျွန်တော်တို့ဒီကနေ့ခံစားရတဲ့ဆိုရင်အဲဒီကောင်းချီးကျေးဇူးတော်ဘုရားသခင်ပြန်လဲတော့ပေးဆက်နေမှုအတွက်ရည်ရွယ်ကြပါအချိန်ပေးကြပါကိုယ်မှာရှိတဲ့အရေးချင်းတွေအချိန်တွေနော်ပေးပါသာသနာအတွက်အများအတွက်လူတတ်တဲ့နေရာကနေပြီးတော့အတော်တည်းခန္ဓာကနေပြီးတော့အာရုံတွေပဲပြကြပါဒီနေ့ရားသခင်ရဲ့ကြီးမားသောချစ်ချင်းမြတ်တာကိုဒီနေ့သိရှိခံစားရတဲ့ဆိုရင်ဒီချစ်ချင်းမြတ်တာကိုပြန်ပြီးတော့သင်္ကန်းနိုင်ဖို့ပဲအတားတာနဲ့အားလုံးကျူးစာနဲ့ကြောင့်ဒီနေ့ဒီကနေ့တို့ဝိနည်းရှင်ဖြစ်တဲ့ဒီဥရှိခေါင်းရဲ့ဘုရားမှာရားသခင်ရဲ့ကျေးဇူးတောင်းခြင်းများကိုခံစားရရှိတော့တရားတော်ကိုလည်းကျေးဇူးပြန်ပြီးတော့ပြန်စနိုင်ဖို့ပဲသွားတယ်။ဘာကျေးဇူးသူ့ဘမှာအမှန်ကိုပဲဆက်ပြီးတော့တောင်းဆိုကြပါဦး။ ဘုရားပါတကျုံဝန္နေဝေကိုမီလေဘောလောမီယောတေစရကုသုပါရိတုန်ဒီပြတ်တာကောဘုရားတပါးရဲ့ရှိစီဘောတပါးရှိပြပါစုဝါသမာပါစနာစနာတိယံယံယနာယနာယံဝိတေယံဝိတေသရတောနာဝိသုနာတိပါတယနေပတိသုယတေပါစတိတဏိယသာရေအမသာဝသူဝေရုတုယံရာဘုရားမိညာပြမေသုေသစ္စာစေနာမလာတိဒုမာသံဝစေပါရကုတာမသာဝယံသာစီဝေဝတ္တတဗမေတိနာပါသောသံသစ္စာပါရိမောဇံရေတပါစုဇိမိတိယေနိပိစယောအာကေမနာကေသံသာယိအမေနာသုတောလောဘုဒ္ဓဝိပါယေနာပေကုသံဘာပပစုအမသုပါရေပါစီမုသောအာရေပါရေတတိယဝေသံတတိယစီယမသုတောတေမပညာစီဝတ္တစီမိအကျံမေမိယတေဇာစီလေအမလုမာရေပိမာရိပါရေပိတုသောမေဇနာသာဝိស្မာပံစုဣတိတောသနာဝေအာနိသုတာနာအာမေ ခြေတော်ဆိုတော့ဒီဘောမှာဟောလို့ကောင်းနေကြတဲ့ဥစ္စာတွေဝိလိတိမောင်းနေတယ်ယေရှုခရစ်တော်ကတည်းကကတည်းကကျွန်တော်နိုင်ဝါဒယေရှုပြောရတဲ့ကိုယေရှုခရစ်တော်နဲ့မှာပတ်ပြီးတော့ကျွန်တော်ကောင်းဆောင်ကြတယ် Kan du bika so ban du pena maza. Kan ko princess kan du beni tau pena maza. Siang boy na brother sister Alicia ali na ban du maza. Oleh cinta kita pena pe na maza. Tujuan pengalaman sini untuk pada jadi dia terhubung sama mereka. Kalau pada rumah tu berfungsi pada saat segala sesuatu itu matram dan bukan sama. Kemudian nak ada ni dia kita guna wasana itu nasrullah dan juga sama.
Dari kuala kiri buat terus kami asal terkin. Yesus kurang cinta cinta kau sadar lagi orang.
သာရှင်မုံများကိုနာရီပလာရှိတော်ရှင်ဘုရားဒီကံမုံများတော်ရှင်ဒုတိယဘုရားကရမရှင်စေတော်ရှင်ဒီလိုရှင်ဒီလိုရှင်အသာရောမုံဘုရားကြိုင်တော်ကောင်းချင်ကဘုရားရဲ့ဉာဏ်နဲ့ဆင်းသက်စေတော်ပါယေရှုခရစ်တော်ခင်ဒီတော်မြတ်တဲ့ဒုက္ခဝိဒနာနာမီဘောဂိုဒီရဲ့ယေရှုတော်ကိုကြည့်ဘောဂိုဖဲတော်ရဲ့ဒီမိမိတို့တော်ရဲ့ခင်းတော်ဒီမှာတဲ့တော့အားလုံးကြားကိုရေးပြီးစားကြပါဒီဒီကတဲ့တော့ဘုရားနဲ့အရင်ဂိုင်းခဏကိုဒီနေ့ညညစာစားပြီးတော့ပလာရောလည်းယူလို့ဒီမှာကျေးဇူးတင်တော်မူဖြစ်နေအမေဒီလိုစေတော့ပလာရောရဲ့မင်းတော်ဒီမှာတဲ့တော့အားလုံးပလာရောကိုပြီးတော့ကြတော့ဒီကပညာကိုဆွေးချင်လို့ကတဲ့တော့ဒီပါရောကိုကောင်းကောင်းနဲ့အာဝရပြည်သင်္ဆရာနိုင်တော့လာပြီနောက်အဝိဒိယချင်းကဘုရားကိုပြကြတော့
ရှင်နာမမစွာစောင့်နေကြတော်မူသောဒီကုကရရဲ့ငြိမ်းချမ်းသာကိုကျေးဇူးတော်ပြုတော်မူ၏တနာတော်ကိုအပြင်မကောင်းတဲ့မှာကေမာတော်မူ၏အပြည့်အစုံမှာဆင်းရဲလို့ဆိုပြီးဆင်းရဲတဲ့တော်ပေါ်မှာလည်းကားဆောင်တော်မူပါ
နော်ခုစစ်တောင်းတဲ့သူရဲ့မိသားစုကိုသူကောင်းကြီးပေးခြင်းတယ်နော်။အခုစစ်တောင်းတော့ဒီနေရာနဲ့ကလေးအကုန်လုံးအရှိကိုလာပေးပါလား။ဘုံလုံးဆိုကြတော့ရှိတယ်နော်။စစ်တောင်းကြဆိုထာဝရဘုရားဒီငါ၏ထိုးရင်းပြတော်မူငါဒီဘာမှလိုလည်းမရှိဘူး။ထာဝရမြတ်စွာဘုရားခင်ရောဤတာဥဆွေတောင်းတဲ့မိသားစုသူ့မျိုးသမီးပါမီအလုံးကိုပေါ်ပေါင်းပြီးနာတော့သူတို့ကိုရောဤထိုးကြတယ်လို့ပြောပြီးတွေ့သူတို့ဒီဩစတြေးလျနိုင်ငံမှာကိုရိုနာတူကိုကြံပြီးတို့ရဲ့ဘာတွေဖြစ်ဒီခန္ဓာကိုစစ်စစ်လေးကတော့ပြန်လာကြတယ်သူတို့ကိုစားပြီးတော့ကိုရောသူပဲချစ်စစ်မှာသူတို့ပြန်လာတော့ဘုချမ်းမာရေးလောကစင်ကြီးရေးစိတ်ချမ်းသာရေးကိုကိုရောပြန်လာတော့ဒီပေါ်လာတော့သူပဲချစ်စစ်မှာဒီပြင်ဆွေတောင်းဒီနေ့59နှစ်မြောက်ဝန်းနေမှာကိုရောရှိသူပဲချစ်စစ်ချင်းမှုပါသူဤဘဝတလုံးမှာပြစားရတဲ့တော့ချစ်စစ်လို့များဘူးကိုယ်တော်တည်တော်မူတဲ့နေ့ကြီးသူ့ကိုနောက်ကကောင်းကြီးအများကြီးပေးနာတော့စိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းတရားရမှာပြည့်စုံခြင်းကောင်းဆောင်မှုတွေဖြစ်ဆက်လက်လုပ်နိုင်အောင်ကျေးဇူးပေးနာတော့သူပြည့်သူမိသားစုကိုဩစတြေးလျနိုင်ငံမှာရောက်လာတဲ့အခါမှာ9နှစ်ပြည့်တဲ့အတွက်ကိုယ်တော်သူပဲကျေးဇူးတင်ပါတယ်ဒီ9နှစ်တွင်မှာကိုယ်ပေးနာတော့ကျေးဇူးတွေလည်းမရင်မတွန်းအောင်ရှိတဲ့အတွက်ကိုယ်တော်ပြီးတော့အားကြီးလို့ကိုဖပြားဥစ္စာတောင်းတဲ့သူမိသားစုကိုရေကြီးရတဲ့နေရာတွေပေါ်ဆောင်တော့ပါသူတို့ရဲ့ရန်သူများရှေ့မှာကိုစပွဲကိုခင်းချင်းနဲ့သူတို့ဟာပျော်ရွှင်ချမ်းမြေ့စွာနေထိုင်စေတော်မူပါသူတို့ဘေးပတိရမကမနဲ့အမြဲတမ်းကိုရိုရှင်းမျက်မှောက်မှာပျော်ရွှင်ချမ်းမြေ့စွာခီးလန်းလျှောက်နိုင်မှာပြီးကြောင်းတပိုင်းသောတော်ရဲ့နမောမြင်ပြရဲ့ပြုတော်တောင်းလျှောက်ကြပါသည်အာမင်။ဘုရားခင်မင်တို့ရှိပါစေ။အာမင်။ရှိပါစေ။ဘုရားရဲ့ဆုံးတော်ပြီးတော့တော်ချစ်တော်နဲ့ဘုရားဒီလိုကောင်းပြီးတော့ပါစေတော့။အာမင်။တောင်းကြစေဘုရားခင်ယေရှုစတ်တော်မှာဘုရားရှင်များအားဖြင့်စကားကြတော်ပြိပါတော်ကဲ့ချင်းပြရစကားကြုံမြာနာကိုတဲ့အစားအစာဖြစ်ပြီးတော့ဘာပရိုဂရမ်လာလို့ဒီလိုလိုဒီပရိုရှင်များအားဖြင့်ယုံကြည်လေးစားစွာစိတ်ခံနိုင်ကြရပါရမီကျိုးဝါတဲ့ဘာသာချင်းဖြင့်ယုံကြည်ခြင်း၌ခံနေစေကကျေးဇူးတော်တင်တာကိုခံတတ်ကြပါလိမ့်ကြောင်းဒီလိုခင်စေဘုရားရှင်ကိုဒီလိုတောင်းဆောက်ကြပါဗျာအာမင်ဘုရားသခင်တို့ရဲ့ရှိပါစေနာနာဘုရားရှင်မြတ်စွာဘုရားတမီးတော်သားတော်တန်ရှင်တော်ဘုရားကြီးဒီလိုကောင်းလာတာတော်ရှိတော်အာမင်ပိစာဘုရားရှင်ကနာပြီးပါပြီဒီတဲ့ခြင်းနဲ့ပါကြတော့
General